Hello မင်္ဂလာပါကျွန်တော်ရဲ့ All About Football မြန်မာ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါခင်ဗျာကျွန်တော်နာမည်စီတူဟိမဗျဒီနေ့ကပြောရမှာလဲဆိုကမ္ဘာဖလားပွဲစဉ်အေးရောကြည့်လာညကြလို့ရှိရင်ဘောလုံးပွဲကြည့်ရတော့မယ်စပိန်နဲ့အာဂျင်တီးနားပေါ့ကဲဖရာရိုကိုပေတင်းကိုနိုင်စေချင်တယ်ဒါတော့ရှင်းပါတယ်ရှင်းပါစပိန်ဖန်ဆိုပြီးတော့တီးတန့်ရှိနေတဲ့ပရိသတ်တွေကဘယ်လောက်ရှိမှာလဲဟုတ်တယ်မလားဟိုထားပါဟိုမှာစပိန်ရဲ့ကစားတဲ့ပုံစံတွေစပိန်ရဲ့ကစားတဲ့စနစ်တွေကြိုက်ပြီးတော့ဟိုမှာလမိုင်းရမယ်ဟိုမက်ဆီထပ်ဖို့ကြိုက်ပြီးတော့အပေးနေတဲ့တူတွေလောက်တာစပိန်ကိုနိုင်စေချင်မယ်ပြီးနောက်တစ်ခုရှိကြပါဘယ်လိုပြောအန်တီမက်ဆီဖန်လို့ပြောရမှာမက်ဆီမရရင်ပြီးရောဘေးတင်းရမက်ဆီရှိနေအာဂျင်တီးနားဖလားမရရင်ပြီးရတယ်ဘေးတင်းရဆိုပြီးတော့အပေးနေတဲ့တူတွေပေါ့ဗျာအဲ့လိုလူတွေကလွဲလို့ကျန်တဲ့တူတွေအားလုံးကအာဂျင်တီးနားကိုနိုင်စေချင်မယ်လို့ထင်ပါတယ်ကျွန်တော်ကတော့ရှင်းပါတယ်အာဂျင်တီးနားကိုအပေးတာအာဂျင်တီးနားမှာမက်ဆီရှိနေလို့ဒါပါပဲရိုးရှင်းဆုံးပဲမက်ဆီရှိနေလို့အပေးတယ်ဒါပေမဲ့စပိန်ကိုအပေးရဆိုလို့ရှိရင်လည်းဟိုမှာမက်ဆီကိုမရစေချင်တဲ့စိတ်တစ်ခုထင်နေတော့အာမပေးကြပါနဲ့လို့စပိန်ရဲ့ကစားဟန်လေးတွေကလည်းညံ့ညောနေရဲ့အဲ့အရာတစ်ခုကိုခံစားပြီးတော့အပေးကြပါဗျာကျွန်တော်ကတော့စပိန်ကိုလည်းကြိုက်ပါတယ်ဒါပေမဲ့39နှစ်ရှိပြီဖြစ်နေတဲ့မက်ဆီအတွက်ဒီရဲ့ကမ္ဘာဖလားက the last dance ပေါ့ဗျာဒီရဲ့မက်ဆီရဲ့ the last dance ကကမ္ဘာဖလားဘလူးပွဲဖြစ်နေမယ်လို့ဒီကမ္ဘာဖလားမှာဘလူးပွဲဖြစ်သွားတာပေါ့ဗျာဒါပါမက်ဆီရဲ့ကမ္ဘာဖလား the last dance ကမ္ဘာဖလားဘလူးပွဲဖြစ်သွားတာဖလားကတိမ်သွားလို့ရှိရင်ဘလောက်တော့လာလိုက်တဲ့ကောက်ွက်လေးဖြစ်သွားပါလေโอเคကျွန်တော်ရဲ့အကြောင်းပြောနေရတယ်ပဲထားမစီတွေတခြားဥစ္စာထားလိုက်ပါဒါပေမဲ့ဘောလုံးအကြောင်းပြောလာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ idea ထဲမှာဘယ်လိုပြောရမလဲကျွန်တော်ရဲ့ခေါင်းနဲ့ကျွန်တော်ရဲ့အတွေးထဲမှာမစီဆိုတဲ့ကစားသမားထုတ်လိုက်လို့မရဘူးဗျာဒါရှင်းတယ်ကျွန်တော်မက်ဆီကိုစတိတာဆိုလို့ရှိရင်ဥစားပါလေရန်ဒိုနဲ့မက်ဆီနဲ့ဆိုလို့ရှိရင်ကျွန်တော်ရန်ဒိုစတိတာဗျာဘယ်လိုစတိလဲဆိုလို့ရှိရင်မန်ချက်နဲ့လားမန်ချက်နဲ့ဟောပါလေချန်ပီယံလိဂ်ကန်တဲ့ချိန်မှာမက်ဆီကောင်းဘယ်နာဇာရိုကိုကောင်းတိုက်ပြီးတွင်သွားတဲ့ချိန်ရတဲ့ဆိုင်မက်ဆီကိုစတိရအမတိုင်ခင်ကကျွန်တော်ကမက်ဆီဖန်မဟုတ်တယ်မက်ဆီကဒီရဲ့မန်ချက်စတာယူနိုက်တက်လို့အစုအဲ့တုန်းကမန်ချက်စတာယူနိုက်တက်လို့အဖွဲ့အစုဖွဲ့ဟောပါမက်ဆီတို့ဘာစီလိုနာဒီလိုကန်သွားရဆိုဟာဘာစီလိုနာဘာတင်းလဲဗောမန်ချက်တော့ဒီလောက်ထိကြိတ်နိုင်တာဆိုအဲ့အချိန်တော့ကလည်းကျွန်တော်တို့ကကလေးယူမျိုးကလေးယူဆိုတော့ဘာမှမသိပါဘူးအဲ့ဟာနဲ့ပတ်သက်ပြီးတော့မက်ဆီကိုစတိရအောင်ထားပါလူဝဲနေမက်ဆီကိုအပေးဒီဖြစ်စေအမပေးဒီဖြစ်စေဟိုမှာကျွန်တော်ဘောလုံးနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်မက်ဆီရဲ့အကြောင်းတော့တစ်ခုတည်းအနေနဲ့ပြောရအောင်ပါပဲကဲဒီညကြလို့ရှိရင်မက်ဆီရဲ့အရေးနွဲ့လေးတွေမက်ဆီရဲ့ကစားတဲ့ပုံစံလေးတွေကျွန်တော်တို့ကြည့်ရအောင်မယ်တခြားပွဲတွေလည်းကျွန်တော်မကြည့်ဖြစ်တော့ဒီရဲ့ပွဲတော့ကျွန်တော်တခြားကြည့်ရမယ်ဟိုမှာစဉ်းစားလို့မရတာဗျာဘောလုံးပရိသတ်ဘောလုံးပွဲကိုကြည့်နေတဲ့သူတွေဘောလုံးဟိုအားပေးနေတဲ့သူတွေအားလုံးဆိုတာထပ်ဘယ်လိုပြောရမလဲဆိုမက်ဆီကို
ဒါကတော့မစီကိုအပေးရမပေးဘူးဆိုတာတော့ဒါလူတိုင်းရဲ့လွတ်လပ်ခွင့်ပါပဲဒါပေမဲ့ကျွန်တော်ဖြစ်စီခြင်းတဲ့အရာတစ်ခုပေါ့ကျွန်တော်ပြောပြခြင်းတဲ့အရာတစ်ခုဆိုတာဒီပိုကောင်းတယ်ပေါ့အမှန်မစီကိုတိုက်ခိုက်နေတဲ့ဘောလုံးပရိသတ်တွေတော်တော်များများပြောချင်တာပေါ့ဟိုမှာမစီလိုကစားသမားမျိုးနောက်ထပ်10နှစ်လားနောက်ထပ်နှစ်20လားနှစ်50လား100လားနှစ်1000လားမစီလိုကစားသမားမျိုးပေါ်လာအောင်မယ်လို့ထင်လားအခုဘရာတော့အပိနေတဲ့ Ronaldo လိုကစားသမားတော်မှာမစီလိုအနေထားမျိုးမရောက်ခဲ့တာဗျာမစီလိုအနေထားမျိုးမရောက်ခဲ့နောက်ထပ်ဘယ်လိုကစားသမားမျိုးကမစီကိုမိအောင်ပါလဲကျွန်တော်ဆိုလို့ချင်တာဘရာတော့သဘောပေါက်လာတော့မသိဒီလိုကစားသမားမျိုးနောက်ထပ်နေ့100နဲ့1000နေလို့ပေါ်မလာနိုင်တော့မဲ့ကစားသမားလိုမျိုးအမပေးအောင်ပြန်တာမရှိဘူးတိုက်ခိုက်နေတာတော့တော်တော်လေးကြည့်ရဆိုးတယ်ပေါ့ဗျာအဲ့အမပေးလို့လည်းမဖြစ်ဘူးမက်ဆီကသူ့လို့သူ့လုံနေရပဲသူ့ဟာလည်းသူဘေးရရပါတယ်ပဲဖြစ်နေသူဘလုံးကန်နေတယ်ကွင်းထဲမှာကျွန်တော်တို့မက်ဆီဖန်ရအောင်ရှင်းတယ်ဒီနေ့ကမ္ဘာဖလားမက်ဆီဒုတိယရသွားလဲကျွန်တော်ပြတ်တာမရှိဘူးအဖြစ်လို့လဲဆိုမက်ဆီလောက်ခဲ့ပြီးရတယ်အများကြီးဖြစ်သွားပြီသူအမင်ခဲ့ပြီးရတယ်အများကြီးဖြစ်သွားပြီဒီကမ္ဘာဖလားကိုလည်းမက်ဆီနေနဲ့မလိုအပ်ဘူးလိုအပ်တော့ဘောဗျာသူဒီရဲ့ကမ္ဘာမှာအကောင်းဆုံးကစားသမားဆိုတဲ့အရာဟိုGOAT great of all time အဲ့လိုတမဖို့အတွက်တမခံရဖို့ကဒီရဲ့ကမ္ဘာဖလားလည်းမလိုတော့ဘူးနောက်ထပ်ဘာစုတွေမှမလိုတော့ဘူးဒါပေမဲ့လည်းမလိုတော့ဘူးဆိုပေမဲ့လည်းကစားရင်နဲ့မက်ဆီနဲ့တူအာဂျင်တီနာကမ္ဘာဖလားဘုလူပွဲကိုတက်ရောက်လာတယ်စပိန်နဲ့ကန်ရမယ်ဒါပါပဲပြီးရင်စပိန်နဲ့ကန်ရမယ့်ပွဲကိုစပိန်ကလည်းကစားတဲ့ဖောင်ကကောင်းတယ်စနစ်တကျအရင်ရှိတယ်အဲ့လိုတင်မျိုးနဲ့ mentality ရန်ကောင်းတဲ့အာဂျင်တီနာတင်းတို့ပြိုင်မဲ့ဥစ္စာဟုတ်ဒါတို့အနေနဲ့ပေတိုအားပေးချင်တယ်အားပေးချင်တဲ့တိုအားပေးပါဒါပေမဲ့ဒီညကြည့်ရမယ့်စပိန်နဲ့အာဂျင်တီနာပွဲကစပိန်ရဲ့ကစားတဲ့ပုံစံတွေကိုလည်းလောက်ပွားမြင်တွေ့ရမယ်အာဂျင်တီနာရဲ့မဆုံးမနစ်ကြိုးစားတဲ့စိတ်ဓာတ်တွေပေါ့အဲ့ဒီအရာတွေကိုကျွန်တော်တို့ဒီညမှာကျွန်တော်တခြားကြည့်ရမယ်အဲ့တော့ဒီဘိုလူပွဲကတော့အဖြစ်မနေကြည့်တဲ့ပွဲပါပဲအာဂျင်တီနာနဲ့စပိန်နဲ့ပွဲကိုကျွန်တော်ပွဲကြောင်ပြောရမယ်ဆိုလို့ရှိရင်စပိန်မှာအင်အားနဲ့ဆိုလို့တိုက်စစ်တစ်မျိုးပဲရှိတိုက်စစ်တစ်နေရာပဲရှိနေပေါ့အဲ့လိုတိုက်စစ်မှာတော့မက်ဆီလိုအာဂျင်တီနာတိုက်စစ်မှာမက်ဆီလိုကစားသမားမျိုးရှိနေရလေဟုတ်တယ်မလားမက်ဆီလိုကစားသမားမျိုးရှိနေရောတိုက်စစ်ကတော့အာဂျင်တီနာတော့တာတဲ့ကွင်းလေနဲ့ကန်ဆယ်နဲ့ကစားတဲ့စနစ်ဒီဖောင်းနေရတာစပိန်ကအများကြီးအားတာတယ်ဆိုပေမဲ့တိုက်စစ်ပိုင်းမှာတော့မက်ဆီရှိနေတော့အာဂျင်တီနာကတော့အားတာတယ်လို့တော့မြင်တယ်ဒါပေမဲ့ကစားတဲ့ပွဲဘလုံးပွဲတော်တော်များများအဓိကစကားပြောတာကွင်းလေလုတ်အားကအရင်စကားပြောတယ်ကျွန်တော်ဘောလုံးပွဲကြည့်လို့ရှိရင်ဆိုကွင်းလေတွေတော်တော်များများကိုကြည့်ရများတယ်ဟိုဘောလုံးပွဲတွေပါလေတစ်ခါလေကြားလို့ရှိရင်ပြင်းလောင်းတယ်ဗျာလောင်းတဲ့ချိန်ကျရင်ကျွန်တော်ဒီအတင်းကန့်မယ်ဆိုလို့ရှိရင်ဆိုကျွန်တော်ကွင်းလေလောက်အားကိုကျွန်တော်ကြည်ရဲဒီလောက်အဲ့လိုကြည့်ပြီးတော့ပဲကျွန်တော်လောင်းတော့ထားပါလောင်းကစားကြောင်းပြောနေတာပေါ့ပြချလို့ရှိရင်ကျွန်တော်တို့မက်ဆီကိုအားပေးနေတဲ့နဲ့မက်ဆီရဲ့အစုဖွဲ့ပေါ့ဗျာမက်ဆီနဲ့သူကစားလာတဲ့ Vitas တို့ Depor တို့အတမန်တီတို့ဒီကစားသမားတွေကလည်း30ကိုကျော်လာပြီအဲဆိုတော့မက်ဆီနဲ့သူဒီကစားသမားတွေရဲ့ကမ္ဘာဖလားအတွက်ပေါ့ the last stand ဖြစ်ကောင်းဖြစ်သွားနိုင်ကြတယ်ပေါ့ဖြစ်ဖို့လည်းများပါတယ်
အဲဆိုဒီမက်ဆီကို support ပေးခဲ့တဲ့ဒီကစားသမားတွေရဲ့မက်ဆီရဲ့ကစားဟန်တွေကိုဒီကမ္ဘာဖလားမှာကမ္ဘာဖလားပွဲစဉ်တွေအတွက်ဒီကမ္ဘာဖလားကနောက်ဆုံးဖြစ်မယ်ပေါ့နောက်ထပ်ကမ္ဘာဖလားတွေမှာပွဲစဉ်တွေမှာလည်းဒီကစားသမားတွေကဝင်ရောက်ရှင်းပြိုင်ချင်မှရှင်းပြိုင်တော့မှာဆိုတော့ဒီကစားသမားတွေရဲ့အစုအဖွဲ့ကိုကြည့်ရမယ်ပေါ့စပိန်နဲ့အာဂျင်တီးနားမှာဘလိုပဲစပိန်ကကွင်းလေတာစီရတယ်ပဲပြောခန်းစစ်တာစီရတယ်ပဲပြောပေါ့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်အာဂျင်တီးနားရဲ့ကွင်းလေမှာဆိုလို့ရှိရင်လည်းမန်အလီစတာလို့ရှိရဲ့ပါရီတက်စ်တို့ရှိရဲ့ဒီပေါ်လို့ရှိရဲ့ဒီကစားသမားတွေကအာဂျင်တီးနားရဲ့ကွင်းလေကစားသမားတွေထက်အများကြီးမစုံမနစ်ကြိုးစားခြင်းနဲ့စိတ်ကပုံများတယ်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဆိုကြော်ချက်ဖားတွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဆိုတိုက်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဆိုအသေးကောင်းတဲ့တိုက်ချက်တွေပေါ့ဒီလိုကစားသမားမျိုးတွေဖြစ်မှာပေါ့ဟိုမှာတခြားကစားသမားတွေတခြားအသင်းကစားသမားတွေအကုန်လုံးတော့တိုက်ချက်ပဲဒါပေမဲ့အသေးတွေဇွဲတွေမကောင်းတဲ့တိုက်ချက်တွေပေါ့ဒီရဲ့မက်ဆီရဲ့အာဂျင်တီးနားမှာရှိတဲ့ကစားသမားတွေကတော့ဟိုဘယ်လိုပြောရမလဲကြက်တွေနဲ့တိုက်ချက်တွေနဲ့ရှင်းပြီးပြောရမယ်ဆိုလို့ရှိရင်အသေးရန်ကောင်းတဲ့ကြက်တွေပေါ့ဒီလိုကောင်းနေရပဲပွဲတိုင်းကိုနိုင်တော့များတယ်ဟိုမှာကြက်တွေပါတိုက်တယ်ဆိုလို့ရှိရင်လည်းဒီဘယ်လောက်ထိခုခံနေရအဲ့လိုအသေးကောင်းတဲ့ကြက်တွေကလည်းအနိုင်ရတော့ကြာတာများတယ်အဲဆိုမက်ဆီတို့အာဂျင်တီးနားကစားသမားတွေကလည်းဒီလိုအသေးကောင်းတဲ့ကစားသမားတွေဆိုတော့ကျွန်တော်အနေနဲ့ကတော့အာဂျင်တီးနားကိုအားပေးနေလို့ရလို့မဟုတ်ဘူးကျွန်တော်စိတ်ထဲမှာပါစားအာဂျင်တီးနားနိုင်တော့မယ်လို့မြင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့စပိန်မှာရှိနေတဲ့ရိုဒရီဟုတ်တယ်ရိုဒရီကကွက်လက်တစ်ဖက်မှာတော်တော်လေးကောင်းတဲ့ကစားသမားပြီးFabian Lewis တို့ကောင်းကြပါတယ်ဗျာတကယ်ရန်ကောင်းတဲ့ကစားသမားတွေပြီး Danny Olmo တို့ဘာလို့အများကြီးရှိသေးတယ်တကယ်ကွင်းလေရတော့စပိန်ကအများကြီးတာတယ်ကစားတဲ့ဖောင်လည်းအများကြီးတာတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပဲမဆုံးမနစ်ကြိုးစားတဲ့ဇွဲတွေကစိတ်သက်တရားပဲအာဂျင်တီးနားကိုback to back ချန်ပီယံဖြစ်ရပါမယ်လို့မြင်တယ်ဒီရဲ့အာဂျင်တီးနားကလည်းကမ္ဘာဖလားရလာတွေဖြစ်စေမရလာတွေဖြစ်စေကျွန်တော်တို့ကတော့မက်ဆီရဲ့အကြောင်းတနိုင်လာလူသားတယောက်နေတခုတ်တရပြောနေကြရအောင်ပါပဲဒီပွဲတွေပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာမက်ဆီအကြောင်းပြောမယ်ဆိုလို့ရှိရင်အများကြီးပြောစရာရှိသေးတယ်ပြောစရာတွေကလည်းကုန်မှာမဟုတ်ဘူးကြာဒါအခုခေတ်လူငယ်2000ပေါင်းလေးတွေတော့အများကြီးတည်စေချင်တာဘောလုံးဆိုတာကကစ်ပါဝါပြင်းပြင်းနဲ့ဂိုးထဲကိုကန်တိုင်းဂိုးဝင်တာမဟုတ်ဘူးဆိုတဲ့အကြောင်းတွေအများကြီးပြောရအောင်ပါဘောလုံးဆိုတာခြေထောက်တစ်ခုထင်းနဲ့ကန်ရတဲ့အရာမဟုတ်ဘူးဆိုတာတွေအများကြီးမစီရတင်ပြသွားတယ်အဲအကြောင်းတွေကိုကျွန်တော်တို့တော့ကြုံကြိုက်တဲ့ခါကြလို့ရှေ့ဆုံးမစီကြောင်းတော့ဆိုရင်လည်းပြောကြတာပေါ့ဗျာဒီလိုကစားသမားမျိုးနာယူရတော့မှနေဝင်ဒီလိုကစားသမားရဲ့နေဝင်ချိန်တွေကိုကျွန်တော်တို့အနေနဲ့ကြည့်ရမှာတော့တိတ်ပြီးတော့ပြောစရာမကောင်းဘူးဆိုပေမဲ့ဘယ်လိုပဲနေလေတော့ဝါကြီးမှာဖြစ်ပြီးရင်တော့ပြတ်ကြရတာပဲအဲ့အတွက်ဒီချာတစ်ခုကမက်ဆီယာဘောလုံးသမားရဲ့အတွက်မွေးဖွားလာပြီးပြီးရင်ဒီဘက်ကမကြခင်လဲကွယ်ပြောက်ရတော့မယ်အခြေအနေမျိုးတွေဘောလုံးလောကကနေနားယူရတော့မယ်အခြေအနေမျိုးတွေကြုံလာပြီကျုံအနေနဲ့ဒီရဲ့ကမ္ဘာဖလားဘူးလူပွဲကိုလုံးလာနဲ့အပိရမှာပဲ
ကဲgood luck မစီ